လက်ရှိ Mobile Legends စီစဉ်ကုန်တော့မှာဖြစ်လို့နောက်လာမယ့် season အသစ်မှာ solo သမားတွေ trio သမားတွေအနေနဲ့ rap ပြန်တင်ရမှာမြန် run တက်စေမယ့် hero ရဲ့အပြင်ပတ်အသစ်မှာပါဖတ်ပေးလာနိုင်တဲ့ hero တွေကိုဒီ video လေးမှာပြပြပေးသွားမှာဖြစ်လို့ brother အနေနဲ့ rap မြန်တက်နိုင်ဖို့အတွက်ဒီ video လေးကိုအဆုံးထိကြည့်လိုက်ရအောင်ပထမဆုံး hero တစ်ကောင်ကတော့ Hera ဖြစ်ပြီးဒီ hero ကလက်ရှိပြိုင်ပွဲတွေမှာတော့မထင်လို့ဆော့ကြတဲ့ hero pick တစ်ကောင်လည်းဖြစ်တယ်။အဲ့တော့ Hera လို hero ကတခြားသော Roma တက်နေလို့ AoE stand နေနဲ့ initiate ပေးရတာတွေ sport healing တွေလို့နောက်ကနေလိုက်ချပေးရတဲ့ hero လိုမဟုတ်ဘဲနဲ့တယောက်တည်းအားလီမာတွေကတစ်ဖက်သင်းရဲ့ jungler ဆောင်တွေ goal lane ရဲ့ Massman တွေကိုခေါင်းတိုးပြီး pressure လိုက်ပေးလို့ရတဲ့ hero တစ်ကောင်လို့လည်းပြောရမယ်။နောက်ပြီး Hera fighter တက် hero ပြီးမာလဲမာတယ်damage ကလည်းကောင်းကောင်းထွက်တယ်လို့ခြုံနဲ့ဝင်တဲ့အခါမှာပါ healing region လို့ပြန်ရနေတာဖြစ်တာကြောင့် Hera လို hero ကိုအားလီမာတွေကတစ်ဖက်သင်းရဲ့ jungle လောက်ကောင်းကောင်းနှိမ်ထားနိုင်ရင်သူ့စီက map vision တွေမကဘဲနဲ့ enemy သွေးတွေကိုပါ short ပေးနိုင်တာမလို့ Hera လို hero ကို Roma အနေနဲ့နောက်လာမယ့် season အသစ်တွေမှာဆော့ပြီး rap မြန်တင်လို့ရမယ်အဓိကဒီ hero ရဲ့အားသာချက်အဖြစ်ဆုံးကကိုက solo ဆော့နေရလဲဗတယ်ဆိုင်တဲ့အခါမှာဆိုရင်ကိုဘာသာ region ကိုပြန်ဖြည့်နိုင်တယ်လို့ spell ယူတာအစား flicker separate နဲ့ refer လိုက်လို့ပဲ spell နဲ့ဆော့ကိုအသင်းအတွက်တော်တော်လေးကိုအဆင်ပြေတာကြောင့်လက်ရှိ meta ဝင်နေတဲ့ Roma တွေနဲ့နေတူ season အသစ်မှာဆော့လို့ကောင်းပြီး upgrade pack အသစ်မှာပါဖတ်ပေးလာနိုင်တဲ့ hero တစ်ကောင်လို့လည်းပြောရမယ်နောက် hero တစ်ကောင်ကတော့ခါလီလို hero ကလည်းခုနပြောရခဲ့တဲ့ Hera လိုနီးတူ hero တစ်ကောင်ဖြစ်ပြီးသူ့ရဲ့ role ကလည်းတန်းအစစ်မဟုတ်ဘဲနဲ့သူ့စီက damage နဲ့ front line မှာကောင်းကောင်းကြီး spell တွေစားပေးနိုင်တယ်လို့ scale 2 region ပြန်ဖြည့်တဲ့အကွက်ကလည်းတစ်ဖက်အသင်းကိုတော်တော်လေးအာရုံနောက်စေပြီး Hera လို hero နီးတူအားလီမာတွေကတစ်ဖက်အသင်းဘက်က jungler ဆုံးနဲ့ goal lane numbers man တွေကောင်းကောင်းကြီးနှိမ်ထားပြီးဆော့လို့ရတယ်ပြီးတော့သူ့ရဲ့ scale 1လဲတဲ့3ချက်ကလည်း damage တော်တော်လေးပါတယ်လို့ ultimate ဖြစ်တဲ့ Sandstone ကလည်း CC stand ဖြစ်တဲ့အတွက် 10-5 battle တွေမှာဆိုရင်တစ်ဖက်အသင်းဘက်က main damage dealer တွေကို flicker တစ်ကွက်နဲ့ကောင်းကောင်းကြီးဖမ်းပေးနိုင်တဲ့အချက်တွေကြောင့်ကိုကသာ solo ဆော့မယ်ဆိုရင်ခါလီလို hero ကလည်း Roma လိုနေရာမှာတော်တော်လေးကိုအထာကျနေမယ် fighter တစ်ကောင်လို့ပြောရမှာဖြစ်ပြီးလာမယ့် patch တွေမှာပါခါလီရဲ့ scale 1ကိုပတ်ထားမယ်လို့သတင်းတွေထွက်နေတယ်နောက် hero တစ်ကောင်ကတော့ဂလူဆိုတဲ့ hero က meta pack တွေမှာပတ်ထားတာမရှိဘူးနတ်ထားတာတွေလည်းမရှိဘဲနဲ့ ESP lane နဲ့ Roma လိုနေရာမှာတော်တော်လေးကိုဆော့လို့ကောင်းတဲ့ fight နိုင်ဖြစ်တယ်လို့ကျဲရှာနိုင်မဲ့ hero တွေမှာလည်းဒီ hero ကတော်တော်လေးကိုအသုံးဝင်တယ်အဓိကသူ့ရဲ့လွယ်ကူတဲ့ spell တွေကိုကောင်းကောင်းကြီးသုံးချပြီးတစ်ဖက်က main carry hero တွေ initiator တွေကိုကောင်းကောင်းကြီးကုတ်ခောက်နိုင်တဲ့အချက်တွေကြောင့် run တက်ဖို့ဆော့ရမှာလည်းဒီ hero ကိုမေ့ထားလို့တော့မရဘူးသူ့ရဲ့ counter hero တွေဖြစ်တဲ့ Framin နဲ့ Fazana တို့လို hero တွေကိုတစ်ဖက်ကယူထားတယ်ကိုက party ဆော့ရသူမဟုတ်ဘူးဆိုရင်ဂလူးလို hero နဲ့တော်တော်လေးကိုလိုက်ချလို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်တာမလို့အခုလို season အသစ်လာတော့မယ့်အချိန် run တင်ရမှာ ban list မှာလွတ်တာနဲ့တမ်းပြီးဆော့ကြည့်ဖို့ပြောချင်တယ်အဲ့ဒါကြောင့်အခုပြောရတဲ့ Hera ခါလီနဲ့ဂလူးလို fighter hero တွေကို brother အနေနဲ့လောက်လာမယ့် season အသစ်မှာ epic ကနေ rap မြန်တက်နိုင်ဖို့အတွက်တော်တော်လေးကိုကူညီပေးနိုင်လိမ့်မယ်လို့တော့ပြောချင်တယ် brother အနေနဲ့ရောအခုပြောရတဲ့ hero တုံးကကိုကကင်နေကြ hero တွေလားဒါမှမဟုတ်အခုမှစားဆောင်မဲ့သူတွေလားဆိုတော့ကိုမမှာပြပြခဲ့လို့ရပါတယ်